တောတာရှင်ပြိတ္တများအားလုံးမင်္ဂလာပါရှင်ကျမကြပြလေးတွေဖတ်မပြတာလေရက်ကြသွားပါတယ်ဒီနေ့ဖတ်ပြမယ့်ကြပြလေးရဲ့ခေါင်းစဉ်နာမည်ကတော့ညီညွတ်မှုရဲ့အာမန်ပါဒီကြပြလေးကကျမကိုယ်တိုင်ရေးသားထားပြီးတော့ကျေးမုံမျိုးစက်တည်ရင်ပြင်ကဏ္ဍမှာပါခဲ့ဘူးတဲ့ကြပြလေးပဲဖြစ်ပါတယ်မမရရဒီကြပြလေးပါတဲ့အချိန်ကဖေဖော်ဝါရီလ12 ရက်နေ့ပြည်ထောင်စုနေ့မတိုင်ခင်မှာပါခဲ့တာဖြစ်ပါတယ်ဖေဖော်ဝါရီလ8 ရက်ပေါ့နော်ဖေဖော်ဝါရီလဟုတ်တယ်8 ရက်မှာပါခဲ့တဲ့ကြပြလေးဖြစ်ပါတယ်အညီညွတ်မှုရဲ့အာမန်ပင်လုံမြေမှအစာတီးအရင်ဖြူခဲ့သည်တောင်နှန်းမြေပြန့်မခွဲဧကန်လွတ်လပ်ကြဖို့ရန်ရှမ်းရိုးမဤတက်တေထားညီနောင်စုအများတိုင်းနာတို့ရဲ့သဘောထားမှန်လက်ဟပြခဲ့ပြန်ဖေဖော်ဝါရီ12 ရက်ပြည်ထောင်စုနေ့တိုးတက်စူးစီးမှုရဲ့ပြရုံမှာညီညွတ်မှုရဲ့အာမန်မှာထက်နေလင်းတကယ်ဆိုရင်ကြပြလေးတွေကိုနေတိုင်းဖတ်ပြရမှာဖြစ်ပါတယ်ကျမရေးထားတဲ့ကြပြလေးလေးရှိတယ်ပေါ့နော်ဖတ်ပြပြီးတော့လှုပ်ရှင်တာတွေကအများကြီးပါကျမလည်းမအားနေရနဲ့ဖတ်ပြဖြစ်တာပါကျမရဲ့ကြပြလေးတွေကိုနားထောင်ပြီးကြတဲ့တောတာရှိဖြစ်တဲ့အားကျမချမ်းသာကြပါစေလို့မွေးစက်တန်နေကြတဲ့အနေစုမုံကောင်းတောင်းပေးနေညီကုန်းချုပ်လိုက်ပါတယ်